ကျမတို့ရဲ့ကျေပြောလာတဲ့ Minecraft ကဘာကြီးထဲမှာမဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေလည်းရှိနေတတ်ပါတယ်။မင်္ဂလာပါပေါ်တာတို့ရေ Story by Eliza မှာကြိုဆိုပါတယ်။ဒီနေ့ Eliza ကပေါ်တာတို့ကိုနောက်ထပ်သရဲ6កောင်နဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။နံပါတ်1 The Long Course သူ့ကိုတော့အောင်စပူလို့သိကြပါတယ်။အောင်စပူဖန်တွေကငါလာရိုက်နေအောင်ပဲ။ဆိုတော့အောင်စပူကမားလို့ The Long Horse က Minecraft ထဲမှာရှိတဲ့တာမန်မြင်းတစ်ကောင်မဟုတ်ပါဘူး။သူ့ပုံစံကလဲဘေးကနေအယိုးကြီးရှည်ထွက်နေတဲ့ပုံစံနဲ့တူပါတယ်။သူဟာ player ကိုပုံမှန်လိုက်တတ်တာမဟုတ်ပဲ player ကိုကစားနေတာပါ။ player ကို countdown အချိန်တစ်ခုပေးပြီးတော့ဟိုဟာလောက်ခိုင်းဒီဟာလောက်ခိုင်းနေလောက်ခိုင်းပါတယ်။ဥပမာပြောရရင်မိနစ်30အတွင်း The Long Horse ကို saddle တက်ခိုင်းတာအစာကျွေးခိုင်းတာစသဖြင့်လောက်ခိုင်းပြီးတော့အချိန်တွင်းမှာသူလောက်ခိုင်းတာတွေမပြီးရင်လိုက်တတ်မှာပါ။ The Long Horse ရဲ့ဖြစ်ပေါ်လာပုံကတော့သူ့ကိုဖန်တီးခဲ့တဲ့ Lookout ဆိုတဲ့ YouTuber က wall တစ်ခုကိုဖန်တီးခဲ့ပြီးတော့အဲ့ဒီ wall ထဲမှာ The Long Horse ဟာသူ့ရဲ့မြင်းဖြစ်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတော့ Lookout ဟာဒီဝေါ်ကိုစွန့်ခွာသွားချိန်မှာThe Long Horse ဟာတယောက်တည်းအတီးကျန်စွာနဲ့သူ့သခင်ကိုစောင့်နေခဲ့ပြီးတော့ Lookout ကတော့သူမလိုပဲပြန်မလာတော့ပါဘူးအချိန်ကြာလာတဲ့ The Long Horse ဟာစင့်ကဲပြောင်းလဲပြီးတော့ဒီလိုပုံစံကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်နံပါတ်2 The White Enderman The White Enderman ကတော့ပုံမှန် Enderman တွေလိုအမဲရောင်မဟုတ်ပဲအဖြူရောင်ရှိပြီးမျက်လုံးအစွန်းရောင်တွေလည်းရှိတယ်လို့ဆိုကြပါတယ်သူ့ရဲ့ဖြစ်ပေါ်လာပုံကတော့အတိအကျမရှိပေမဲ့ Snow Biome လိုနှင်းတွေထူထပ်နေတဲ့နေရာနဲ့တအံ့လိုနေရာမျိုးတွေမှာတွေ့ရတတ်တယ်လို့ပြောကြပါတယ်။သူဟာပုံမှန် Enderman တွေလိုမျက်လုံးချင်းစုံမှလိုက်တီးတာမဟုတ်ဘဲ player ကိုတိတ်တဆိတ်အဝေးကနေစောင့်ကြည့်နေတတ်ပါတယ်။သူကတိတ်အနားကိုရောက်နေရင်ထူးဆန်းတဲ့အသံတွေကြားရတာနဲ့ game က glitch ဖြစ်သွားတတ်တယ်လို့ဆိုပါတယ်။နံပါတ်3 Evolved Parasite ဒီကောင်အကြောင်းပြောရရင်တော့နည်းနည်းရှည်မယ်နည်းနည်းလေးစဉ်းစားစရာများမယ်ဒီမော့ဟာကဘာပြက်ကိန်းကိုဖော်ကျူးထားတဲ့ survival mod တစ်ခုဖြစ်ပါတယ်။ကဘာပေါ်ကိုအာကာသပေါ်ကနေဂျိုသားပါရာဆိုက်တွေရောက်လာပြီးတော့တက်ရှိမှန်သမျှကိုအခုလိုဟာကြီးတွေဖြစ်အောင်လုပ်ပစ်လိုက်တယ်။ဒါနဲ့ပဲပြီးပြီလားဆိုတော့မပြီးသေးဘူး။ဒီကောင်တွေကတော်တော်စောက်ကြီးများတယ်။ဓာတ်တစ်ချောင်းနဲ့ထက်ခါခုတ်ရင်အဲ့ဒီဓာတ်ကိုရင်ပါသွားပြီးတော့ damage မထိတော့ဘူးတဲ့။အဲ့ဒါကြောင့်သူတို့ကိုတက်ရင်လက်နက်ပေါင်းစုံပြောင်းပြီးတက်ရတာတဲ့။ပြီးတော့ရှိသေးတယ်သူတို့ကစင့်ကဲပြောင်းလဲတာလဲလုပ်သေးတာဒီလိုကနေဒီလိုပြောင်းသွားတာပေါ့နော်ပြဿနာကဒီကောင်တွေကတကောင်လည်းမဟုတ်ဘူးအများကြီးနံပါတ်4 The Evil Hunter The Evil Hunter ဆိုတာကရစ်ပူစော်ဖို့လုပ်တဲ့အခါပေါ်လာတဲ့ entity တကောင်ပဲဖြစ်ပါတယ် player ဟာစပွန်းလာတာနဲ့လက်ထဲမှာစာအုပ်တအုပ်ရောက်နေမှာဖြစ်ပြီးတော့စာအုပ်ထဲမှာရစ်ပူစော်ဖို့လမ်းညွှန်ချက်တွေကိုရေးထားပါတယ်အနီးမှာလည်းရစ်ပူစော်တဲ့ထူးဆန်းတဲ့ structure ကြီးတစ်ခုရှိပြီးတော့အဲ့အရာကြီးရဲ့အလယ်မှာဘာမှမသိတဲ့အရာတစ်ခုလည်းရှိနေပြန်ပါတယ်။ player ဟာစာအုပ်ထဲကလမ်းညွှန်ချက်တွေအတိုင်းရစ်ပူစော်ဖို့စူးစမ်းကြည့်တဲ့အခါဇလန်းအဆပါတယ်။ဘာမှမသိတဲ့ hunter လို့ခေါ်တဲ့သတ္တဝါကြီးရောက်လာပြီးတော့ player ကိုရစ်ပူစော်တာမအောင်မြင်အောင်မရမကလိုက်တာပါတော့တယ်။အဲ့ဒီမှာအလိုက်စာအလန့်ဆုံးကတော့သူ player နောက်ကိုလိုက်ရင်ကြားရတဲ့ background music ကြီးပါပဲ။ဒီကောက်မှာတော့တိကျတယ်ဖြစ်ပေါ်လာပုံရှိပါတယ်။မူရင်းဇာတ်လမ်းထဲမှာတော့ player ဟာခလေးအဖေတယောက်ဖြစ်ပြီးတော့သူ့သားက Minecraft ဆော့ရတာကြိုက်ပြီးဘေးတွေနေရစ်ပူစော်တာတွေကိုစိတ်ဝင်စားတဲ့ခလေးတယောက်ပါ။တနေ့မှာသူ့သားက Minecraft ဆော့ဖို့အခန်းထဲကိုသွားရင်အစအနရှာမရအောင်ပျောက်သွားပါတယ်။အဲ့နောက်ပိုင်းမှာ player လည်းသားစောနဲ့မစားနိုင်မတောက်နိုင်ကြည်ပြဲတာပေါ့။နှစ်တွေကြာလာတဲ့အခါသူဟာသူ့သားရဲ့ပစ္စည်းအဟောင်းတွေကနေ hard drive file တစ်ခုကိုတွေ့ရှိခဲ့ပြီးအဲ့ဒီထဲမှာသူ့သားဆော့ထားတဲ့ Minecraft wall တစ်ခုရှိနေပါတယ်အဲ့ဒီ wall တွေကိုဝင်ကြည့်ချိန်မှာကျမတို့ခုနကပြောတဲ့ရစ်ပူစော်ခြင်းလမ်းညွှန်ချက်စာအုပ်ရဲ့ရစ်ပူစော်တဲ့နေရာတွေကိုစတင်တွေ့ရှိပါတယ်ဒီဇက်လန်ရဲ့အဆုံးသတ်ကိုတော့ဖန်တီးသူကဖွက်ထားတာမို့လို့ဘာကပါလဲသိချာမသိရသေးပါဘူးတေချာတာတစ်ခုကတော့ Hunter ဟာ player ကိုအကြောင်းရင်းတစ်ခုကြောင့်ဒီရစ်ပူစော်မှုကိုမဖြစ်မြောက်အောင်တားဆီးနေတယ်ဆိုတာပါပဲနံပါတ်5 The Man from the Fog The Man from the Fog ကတော့ဘယ်လိုပြောရမလဲနာမည်ရှိကလားကြီးနဲ့တူတယ်အဲ့လိုပြောရင်ကလားတော့သိခါကြအောင်မယ်သူကလည်းတခြားမော်တွေနဲ့အရန်ကြီးတော့မကွာပါဘူး
player ကိုအဝေးကနေဖြည်းဖြည်းချင်းစောင့်ကြည့်မယ်ပြီးရင်လိုက်တက်မယ်ထူးဆန်းတဲ့တန်တွေလုံမယ်ကြောက်ဖို့ကောင်းလားဆိုတော့ single player ဆော့တယ်ကျမတို့လူတွေကတော့ထမိန်ကြွအောင်ပြေးရမှာပါနံပါတ်6 Lovely အလိုက်စာအရင်ကနေအခုထိပြောပြခဲ့တဲ့ horror mode တွေထက်ဆိုင်တော်တော်လေးချစ်ဖို့ကောင်းတဲ့ mode လို့ပြောလို့ရပါတယ် horror mode လို့တော့ပြောလို့ရပါမလားမသိတဲ့အထိပါပဲ Lovely က Variety နဲ့ Falsity တို့ရဲ့မျိုးကွဲတစ်ကောင်ဖြစ်ပြီးတော့အလုံးပုံစံညနာပြုတ်လေးရှိပြီးမတူတာဆိုလို့အယောင်ပါပဲကွာခြားသွားတာကသူမဟာ main ကလေးဖြစ်ပြီးကျန်တဲ့နှစ်ကောင်လို့မဟုတ်ပဲပလီယာကိုကာကွယ်ပေးပါတယ် Variety နဲ့ Falsity က monster ကြီးအဖြစ်ပြောင်းလဲသွားပြီးပလီယာကိုလိုက်တက်ပေမဲ့ Lovely ကတော့ monster ကြီးအဖြစ်ပြောင်းလဲပြီးပလီယာကိုကာကွယ်ပေးပါတယ်ဥပမာပြောရရင် zombie တွေတခြားအကောင်တွေရန်ကနေပလီယာကိုကာကွယ်ပေးတာပါသူမဟာတကယ်ချစ်ဖို့ကောင်းပြီးနူးညံ့ပေမဲ့သူမကိုမတော်တဆရိုက်မိတာဖြစ်စေဒဏ်မဲ့ပေးမိတာဖြစ်စေဆိုရင်တော့ဂုဏ်ယူပါတယ်မိတ်ဆွေတင်ဖို့အဆုံးပါပြီ Lovely ကိုပလီယာကရိုက်မိတဲ့အခါမတော်တဆပဲဖြစ်စေမရပါဘူး Lovely ရဲ့ system ကပလီယာကိုရန်သူအဖြစ်ချက်ချင်းသတ်မှတ်ပြီးတော့လိုက်တက်မှာပဲဖြစ်ပါတယ်လိုက်စားရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့ရဲ့ like and subscribe လေးလုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye